ရှမ်းနဲ့ထုံမှာအလွတ်ဆုံထောက်ဝေါ်တာဟာသူ့နောက်ကိုတယောက်ယောက်လိုက်နေမှန်တတိထားမိသွားတယ်သူကခြေလမ်းတွေကိုအရှိန်မြင့်လိုက်ပြီးစားတိုက်ပုံးတစ်ခုတည်းကိုပါဆယ်ထုတ်တစ်ခုပစ်ထည့်ခဲ့ပြီးမှထွက်ခွာသွားခဲ့တယ်စိတ်မကောင်းစရာကလမ်းမပေါ်ရောက်တာနဲ့ဘန်ကားတစ်စီးနဲ့တိုက်မိပြီးလဲကျကြံရစ်ခဲ့တယ်ဘန်ကားကမောင်းထွက်သွားပြီးဝေါ်တာကတော့သွေးအိုင်ထဲမှာကြံရစ်ခဲ့တယ်ဟာဝိုင်မှာတော့ရေတပ်ပုံမှုဂျိန်းဟာသူ့အဖွဲ့ကိုရေကူးကန်ထဲမှာလေ့ကျင့်ပေးနေတယ်ဘသူမှသူ့လောက်ရေအောက်မှာကြာကြာမနေနိုင်လို့သူကရေပေါ်တက်လာပြီးအဖွဲ့သားတွေကိုစူပူနေခဲ့တယ်အဲ့ဒီအချိန်မှာစစ်သားတယောက်ရောက်လာပြီးရဲစခန်းကအရေးကြီးဖုံးလာနေတယ်လို့သတင်းပို့လို့အစီအစဉ်ပြတ်သွားခဲ့တယ်ခဏအကြာမှာဂျိန်းဟာရင်ခွဲရုံရောက်နေပြီးသူ့အဖေရဲ့ရုပ်လောင်းကိုကြည့်နေရတဲ့ဝေါ်တာဟာရင်နဲ့မတော်တဆတိုက်မိပြီးတေဆုံးသွားတာလို့သိရပေမဲ့ဂျိန်းကဘာခံစားချက်မှမပြခဲ့ဘူးပြီးတော့ဂျိန်းကအိမ်ပြန်ပြီးမိသားစုအတွက်ညစာပြင်ဆင်နေခဲ့တယ်သူ့ဇနီးအိုင်လာကဒီနေ့ဘာတွေဖြစ်ခဲ့လဲလို့မေးတဲ့အခါလေ့ကျင့်ရေးအကြောင်းပြောပြပြီးဝေါ်တာတေဆုံးသွားတဲ့အကြောင်းကိုအဖေလို့မခေါ်ပဲနာမည်တိုက်ရိုက်ခေါ်ပြီးအေးအေးဆေးဆေးပြောပြခဲ့တဲ့အိုင်လာကသူ့ညီစီကိုအကြောင်းကြားတဲ့နယ်လို့ပြောပေမဲ့ဂျိန်းကစကားမပြောဖြစ်တာနှစ်အတော်ကြာပြီဖြစ်ပြီးသူ့ဖုန်းကိုလည်းကိုင်မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့တယ်။အိုကလာဟိုမာမှာတော့ဂျိန်းစီရဲ့ဖတ်အေတူမအေခွဲညီဂျွန်နီဟာသူ့ရီးစားကအထုပ်ပိုးတွေပြင်ဆင်ပြီးထွက်သွားဖို့လုပ်နေတာကိုတွေးလိုက်ရတယ်။ဒီနေ့ကဗလင်တီးနားရဲ့မွေးနေ့ဖြစ်ပြီးဂျွန်နီကမေ့နေခဲ့တာကြောင့်ဒါကနောက်ဆုံးအဆင့်ဖြစ်သွားခဲ့တယ်။ဂျွန်နီကအမြဲတမ်းပေါ့ပေါ့ဆဆနေပြီးဘာကိုမှအတိမယူတာကြောင့်ဗလင်တီးနားကတီးမခံနိုင်တော့တာပါဂျွန်နီကတောင်းပန်ပြီးနောက်ဆိုပိုကောင်းအောင်နေပါမယ်လို့ကတိပေးလို့ဗလင်တီးနားကသူ့ကိုနမ်းခဲ့တယ်ဒါပေမဲ့သူမကသူ့ကိုပါရိုက်ပြီးထွက်သွားခဲ့တယ်စိတ်တက်ကြနေတဲ့ဂျွန်နီဟာအတိတ်ကိုမေ့ပစ်ဖို့နာရီတော်ကြာအရက်တောက်နေခဲ့တယ်အဲ့ဒီအချိန်မှာအိုင်လာစီကဖုန်းလာပြီးဝေါ်တာတေဆုံးသွားတဲ့အကြောင်းနဲ့နာရီကူညီမှုကမနှက်ဖြန်ဖြစ်ကြောင်းပြောပြခဲ့တယ်ဂျွန်နီကသွားဖို့စိတ်မဝင်စားပဲရဲအလုပ်အကြောင်းပြောရင်းရေချိုးကန်းထဲဝင်သွားခဲ့တယ်ရုတ်တရက်လူနှစ်ယောက်သူ့နောက်မှာပေါ်လာပြီးသူ့လက်ပင်ကိုဓာတ်နဲ့ထောက်ခဲ့တယ်ဂျွန်နီကလှည့်ကြည့်တဲ့အခါအလန့်တကြားနဲ့သူတို့ဖက်နှက်ပေါ်စီးသွားမိသွားတယ်ဒီလူတွေကဝေါ်တာပို့လိုက်တဲ့ပါဆယ်ထုတ်ကိုလိုချင်နေကြတာပါဒါပေမဲ့ဂျွန်နီကဘာအကြောင်းပြောနေမှန်းမသိပဲဝေါ်တာကိုကလေးဘဝကလေးကမတွေ့ရတော့ဘူးလို့ရှင်းပြခဲ့တယ်အဲ့ဒီလူတွေကသူတို့ရဲ့စေးမိန်ကြောင်တွေကိုပြပြီးယာကူဇာဂိုင်းဝင်တွေဖြစ်ကြောင်းနဲ့ပါဆယ်ထုတ်ကိုမရရင်တက်ပစ်မယ်လို့ချိန်ချောက်ခဲ့တယ်ဂျွန်နီကအသက်ဘေးကနေလွတ်ဖို့တောင်းပန်ဟန်ဆောင်ပြီးမှသူတို့ကိုတိုက်ခိုက်ခဲ့တယ်သူကအဲ့ဒီလူတွေကိုရေချိုးခန်းထဲမှာဟိုပစ်တီပစ်လုပ်ပြီးတကားအပဝင်ပစ္စည်းတော်တော်များများကိုဖျက်ဆီးပစ်ခဲ့တယ်တတိယမြအောက်လူတယောက်ဝင်လာပြီးတနက်နဲ့ပစ်တဲ့အတွက်ဂျွန်နီကပုံနေခဲ့ရတယ်ပထမတိုက်ခိုက်သူတွေတဲကတယောက်နိုးလာတဲ့အခါဂျွန်နီကသူ့ကိုတကားစီတွန်းထုတ်ပြီးတနက်သမားကိုပါပိတ်မိအောင်လုပ်လိုက်တယ်ပြီးတော့တကားတစ်သားကိုဖောက်ပြီးတနက်သမားကိုထိုးပစ်ခဲ့တယ်အဲ့ဒီနောက်ဂျွန်နီကပရီဘောဂါတွေကိုလက်နက်အဖြစ်သုံးပြီးတိုက်ခိုက်နေရင်ခစ်တနာပြီးအရက်တောက်ခဲ့သေးတယ်တိုက်ပွဲကခဏကြာဆက်ဖြစ်နေပြီးဂျွန်နီကလူနှစ်ယောက်ကိုသတိမေ့အောင်လုပ်နိုင်ခဲ့တယ်နောက်ဆုံးကျန်တဲ့တယောက်ကသူ့အမေရဲ့ဝတ်ပြုစင်ကိုတွေ့ပြီးဖျက်ဆီးပစ်ခဲ့တယ်ဒါကြောင့်ဂျွန်နီကဂျုံချစ်တန်တစ်ခုကိုယူပြီးအဲ့ဒီလူရဲ့လက်မောင်းကိုရဲရဲဆက်ဆက်ချစ်ချပစ်ခဲ့တယ်ပြီးတော့အဲ့ဒီလူရဲ့ခေါင်းကိုစပွဲနဲ့ရိုက်ပြီးနောက်ကနေထိုးလိုက်လို့သွားတွေကျွတ်ထွက်သွားခဲ့တယ်အဲ့ဒီစပွဲပေါ်မှာဗလင်တီးနားရေးထားတဲ့ဘာမှလုပ်မပေးလို့ကျေးဇူးပဲဆိုတဲ့စာတိုလေးကိုတွေးလိုက်ရတဲ့ဂိုင်းဝင်တွေကထပ်ပြီးတိုက်ခိုက်ဖို့ရောက်လာကြပြီးဂျွန်နီကလေပင်းညစ်ခံရလို့တေလူနီးပါးဖြစ်သွားခဲ့ပေမဲ့အဲ့ဒီလူကိုမှန်စတွေပေါ်ပြစ်တင်ပြီးတက်ပစ်နိုင်ခဲ့တဲ့အဲ့ဒီနောက်ဂျွန်နီကသူ့အမေနဲ့သူငငယ်တုန်းကရိုက်ထားတဲ့တပ်ပုံကိုကောက်ယူလိုက်တယ်အဲ့ဒီတပ်ပုံနောက်ွယ်မှာဝေါ်တာရှိနေပြီးဂျွန်နီကသူ့ကိုဆဲဆိုခဲ့တယ်နောက်တနေ့နာရီခန်းနာမှာဂျိန်းကယာကူဇာနဲ့စင်ဒီကိတ်ဂိုင်းနှစ်ခုစလုံးရောက်နေတာကိုသတိထားမိတယ်ဂျွန်နီရောက်လာတာကိုလည်းသူအံ့ဩသွားပြီးသူတို့နှစ်ယောက်ချက်ချင်းပဲစကားများကအချင်းချင်းဆဲဆိုကြလို့ဖုန်ကြီးကငေါက်ရတဲ့အထိဖြစ်သွားခဲ့တယ်ဖုန်ကြီးရဲ့တရားဟောကြားမှုအပြီးမှာဝေါ်တာရဲ့အယိုးပြတွေကိုလှေနဲ့မျှောလိုက်ကြတယ်နောက်ပိုင်းမှာဂျွန်နီကဂျိန်းဟာသူတို့ငယ်ဘဝကနေခဲ့တဲ့အိမ်မှာနေထိုင်နေမှန်းသိလိုက်ရတဲ့ဝေါ်တာကဂျိန်းရဲ့အမေကိုတစ္ဆာဖောက်ပြီးသူ့ရီးစားနဲ့ဂျွန်နီကိုရခဲ့တာဖြစ်ကြောင်းပေါ်ပေါက်လာခဲ့တဲ့ဂျိန်းရဲ့အမေကဂျွန်နီကိုသူ့အိမ်ထဲကိုလက်ခံခဲ့ပေမဲ့ဂျိန်းကတော့အဲ့ဒီအရှုပ်ထွေးကသူ့မိသားစုကိုပျက်စီးစေခဲ့လို့ဂျွန်နီကိုမနစ်သက်ခဲ့ဘူးနေ့လယ်စာစားနေတော့မှဂျွန်နီရဲ့မောင်နှမဝမ်းကွဲဟာနာနီကပြည်내အုပ်ချုပ်ရေးမှူးပီတာအတွက်အလုပ်လုပ်နေတာကြောင့်ပီတာလည်းလာပူးပေါင်းခဲ့တယ်ဂျွန်နီကသူ့အကူဂျိန်းစီကိုလာတာမဟုတ်ပဲဝေါ်တာကိုတတ်တဲ့လူကိုရှာဖို့လာတာလို့ပြောပြခဲ့တယ်ဂျိန်းကရင်နဲ့တိုက်မိတာလို့
အခိုင်အမာပြောပေမဲ့ဂျွန်နီကမနေ့ညကတိုက်ခိုက်ခံရတဲ့အကြောင်းပြောပြခဲ့တဲ့စကားများကြပြီးဂျိမ်းစ်ကဂျွန်နီကိုတွားလျက်ရမှာပြဿနာတွေယူဆောင်လာတယ်လို့ဆွဆွဲခဲ့တယ်ဂျွန်နီကဂျိမ်းစ်ကိုလည်းသူ့အမေအသက်ခံရတော့ကဘာမှကူညီမပေးခဲ့ဘူးလို့ပြန်ပြောတဲ့အခါဂျိမ်းစ်ကခဏလောက်ကြောင်အန်းသွားပြီးမှနှစ်ယောက်တည်းစကားပြောဖို့ခေါ်ထုတ်သွားခဲ့တယ်ကမ်းခြေမှာညီကိုနှစ်ယောက်ထပ်ပြီးစကားများကြပြန်တယ်ဂျိမ်းစ်ကဝေါ်တာရဲ့တေဆုံမှုကမတော်တဆမှုမဟုတ်ဘူးဆိုတာကိုမယုံကြည်လို့ဂျွန်နီကသူ့ကိုလက်ခလဲပြပြီးထွက်သွားခဲ့တယ်ဘာတစ်ခုမှာဂျွန်နီကစင်ဒီကိတ်ကိုင်းဝင်ဖြစ်တဲ့သူ့တငယ်ချင်းဟောင်းအဲကားနဲ့တိုးမိတယ်အဲကာရဲ့ဆရာဖြစ်သူမစ္စတာရီကဂျွန်နီကိုတွေ့ချင်နေပေမဲ့ဂျွန်နီကစိတ်မဝင်စားဘူးရုတ်တရက်ဂျွန်နီနေမကောင်းသလိုခံစားရပြီးသတိလစ်သွားခဲ့တယ်အဲကိုင်ကသူ့အရက်ထဲကိုစိတ်ခတ်လိုက်မှန်တိလိုက်ရတယ်ခဏအကြာမှာဂျွန်နီကမစ္စတာကေရှိတဲ့အခန်းထဲမှာနိုးလာတဲ့မစ္စတာကေကဂျွန်နီကအတိတ်တုန်းကသူ့လူတော်တော်များများကိုနာကျင်အောင်လုပ်ခဲ့တယ်လို့ပြောတယ်ဂျွန်နီကစင်ဒီကိတ်ကိုင်းကသူ့အမေကိုတတ်ခဲ့လို့အဲ့ဒီလိုလုပ်ခဲ့တာလို့ပြန်ပြောခဲ့တယ်မစ္စတာကေကဂျွန်နီကိုဟာဝိုင်ယီကနေထွက်သွားဖို့တောင်းဆိုပေမဲ့ဂျွန်နီကညှင်းဆိုခဲ့တယ်ဒါကြောင့်မစ္စတာကေကဂျွန်နီကိုစပွဲပေါ်ပစ်တင်ပြီးသူ့နာမည်ရဲ့ပထမဆုံးစာလုံးကိုဂျွန်နီရဲ့လယ်ပင်မှာဓာတ်နဲ့ထွင်းလိုက်တယ်ထွက်သွားဖို့9ရက်အချိန်ပေးပြီးမထွက်ရင်တက်ပစ်မယ်လို့ချိန်ချောက်ခဲ့တယ်။ဒီအတောအတွင်းဂျိမ်းစ်ကစုံထောက်ရီနက်စီကိုသွားပြီးဝေါ်တာရဲ့အစီရင်ခံစာကိုတောင်းခဲ့တယ်။ရီနက်ကကြည့်လို့ရပေမဲ့အသုံးဝင်တဲ့အချက်အလက်ဘာမှမရှိဘူးလို့ပြောတယ်။အဲ့ဒီမတော်တဆမှုကလူတွေရဲကိုစကားမပြောချင်တဲ့နေရာမှာဖြစ်ခဲ့တာဖြစ်ပြီးတခုလေတော့ကင်မရာကလည်းပြက်နေခဲ့တယ်ရဲတွေကလည်းတိုက်မိတာလို့တေချာနေလို့ဘယ်သူမှဒီအမှုကိုစုံစမ်းစစ်ဆေးခြင်းမရှိကြဘူးပြီးတော့ဂျိမ်းစ်ကစခန်းကနေဝေါ်တာရဲ့ပစ္စည်းတွေကိုယူခဲ့တဲ့အဲ့ဒီထဲမှာဓာတ်တစ်ချောင်းနဲ့ထူးဆန်းတဲ့စကလုံးတွေရေးထားတဲ့လက်မှတ်တစ်စောင်ပါတဲ့ပတ်စံအိတ်တစ်ခုရှိတယ်တစ်ချိန်တည်းမှာပဲဂျွန်နီကဝေါ်တာရဲ့အိမ်ထဲကိုခိုးဝင်ခဲ့တဲ့စပွဲအန်ဆွဲထဲမှာတနက်တလက်တွေးလို့ယူထားလိုက်တဲ့ရုတ်တရက်တခြားတစ်ယောက်အခန်းထဲဝင်လာလို့ဂျွန်နီကတခြားအခန်းထဲမှာပုန်းနေခဲ့တဲ့ပိုင်းကားကစပွဲပေါ်ကစာရွက်တွေကိုရှာဖွေနေပြီးဂျွန်နီကသူ့ကိုအလစ်ငိုက်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ပိုင်းကားကပကံပြားနဲ့ပစ်ပေါက်ပြီးထွက်ပြေးသွားခဲ့တယ်သူကခေါင်မိုးတွေနဲ့ကားတွေပေါ်ခုန်ကူးပြီးမြေပြင်ပေါ်ရောက်အောင်ပြေးခဲ့ပေမဲ့လမ်းမကြီးပေါ်ရောက်တဲ့အခါဂျွန်နီကစောင့်နေပြီးထိုးချလိုက်တယ်အဲ့ဒီနောက်ဂျွန်နီကပိုင်းကားကိုဘားတစ်ခုကိုခေါ်သွားပြီးရှင်းပြခိုင်းတဲ့ပိုင်းကားကသူကဝေါ်တာအတွက်အလုပ်လုပ်ပေးတာဖြစ်ပြီးဝေါ်တာကသူ့အတွက်အဖေလိုပဲလို့ပြောတယ်ဝေါ်တာမှာသူ့ကိုတတ်ချင်တဲ့ရန်သူတွေအများကြီးရှိခဲ့ပြီးသူ့ရဲ့နောက်ဆုံးအလုပ်ကအစားအသောက်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုနဲ့ဖြစ်တဲ့ပိုင်းကားကသူတို့အတွက်စပွဲထိုးဟန်ဆောင်ပေးခဲ့ပေမဲ့ဝေါ်တာကသူ့ကိုဘာလို့အဲ့ဒီအလုပ်ပေးခဲ့မှန်းသူမသိခဲ့ဘူးဂျွန်နီကပိုင်းကားဟာအခုကစပြီးသူ့အတွက်အလုပ်လုပ်ရမယ်လို့ကြေညာပြီးပိုင်းကားရဲ့ကျိုးနေတဲ့နှာခေါင်းကိုနေရာတကျဖြစ်အောင်နာကျင်စွာညှစ်ပေးခဲ့တယ်။ဂျိမ်းစီပြန်သွားရရင်သူကပြစ်မှုဖြစ်ပွားရာနေရာကိုရောက်လာပြီးလမ်းပေါ်ကကားတာယာတွေကိုလေ့လာနေခဲ့တယ်။ပြီးတော့လူကြီးသုံးပစ္စည်းရောင်းဆိုင်တစ်ခုမှာကင်မရာတစ်လုံးကိုသတိထားမိလို့အထဲဝင်ပြီးလုံခြုံရေးဗီဒီယိုဖိုင်ကိုကြည့်ခွင့်ရဖို့ပတ်စံပေးဖို့စူးစမ်းခဲ့တဲ့ဆိုင်ရှင်ကညင်းတဲ့အခါဂျိမ်းစ်ကဆိုင်စာရေးကိုသူ့ရဲ့နာကပ်နှာခေါင်းကပ်တွေကိုဆွဲဖြတ်ပြီးတိုက်ခိုက်ခဲ့တယ်။နောက်ပိုင်းမှာဂျွန်နီနဲ့ပိုင်းကားတို့ဝေါ်တာရဲ့နေရာကိုပြန်ရောက်လာပြီးလှိုင်းစီးပြင်ပြတစ်ခုကိုတွေ့ခဲ့တဲ့ပိုင်းကားကဝေါ်တာကလှိုင်းမစီးဘူးလို့ပြောပြီးဂျွန်နီကပြင်ပြရဲ့စူးတောင်တစ်ခုမှားနေတာကိုသတိထားမိတယ်သူဆွဲလိုက်တဲ့အခါလှုပ်ဝက်ကန်ထဲကနေအဆောက်အုံပုံစံထုတ်ချက် blueprints တချို့ကျလာခဲ့တဲ့ဂျွန်နီကဟာနာနီကိုဖုံးဆက်ပြီးဒီလိုဝက်ပုံစံထုတ်ချက်တွေမှာပီတာရဲ့အစိုးရတစိမ့်တုံးပါနေတယ်လို့ပြောပြလို့သူမကနောက်မှအချက်လက်စနစ်ထဲမှာစစ်ဆေးပေးပါမယ်လို့ကတိပေးခဲ့တယ်ပိုင်းကားထွက်သွားဖို့ကြိုးစားတဲ့အခါရုတ်တရက်အိမ်ရှိတစိမ့်နဲ့တိုက်မိသွားခဲ့တယ်ဂျိမ်းစ်ကတနက်ဆွဲပြီးအခန်းထဲဝင်လာလို့ဂျွန်နီလည်းသူ့လက်နက်ကိုထုတ်လိုက်တယ်သူတို့နှစ်ယောက်စလုံးဒီအမှုကိုစုံစမ်းနေကြတာမှန်သိသွားကြလို့တနက်တွေကိုပြန်သိမ်းလိုက်ကြပြီးဂျိမ်းစ်ကဆိုင်ကရလာတဲ့လုံခြုံရေးဗီဒီယိုဖိုင်ပါတဲ့ flash drive ကိုပြခဲ့တယ်သူတို့ကြည့်လိုက်တဲ့အခါဘန်ကားမှာလိုင်စင်နံပါတ်ပြမပါတာကိုသတိထားမိတယ်ဒရိုင်ဘာကဘယ်တော့မှလမ်းကြောင်းမလွဲတာကြောင့်ဂျွန်နီကဒါကတမင်တက်လုပ်တာလို့ထင်ပေမဲ့ဂျိမ်းကတော့တက်တီအထောက်ထားထပ်လိုချင်သေးတယ်ဂျွန်နီကညီကိုနှစ်ယောက်ကားနဲ့ထွက်မသွားခင်ဝေါ်ရာရဲ့နောက်ဆုံးအလုပ်ကအစားအသောက်ကုမ္ပဏီအကြောင်းအချက်လက်ရှာဖို့ပိုင်းကားကိုဆေလွတ်ခဲ့တယ်
သူတို့ကားမောင်းရင်းစကားများနေကြလို့လမ်းထောင်းကရင်ကိုမမြင်လိုက်ပဲတိုက်မိသွားကြတယ်ဒီကားကြီးကသူတို့ကားကိုလမ်းအတိုင်းဆက်တွန်းနေလို့တခြားရင်တွေလည်းတိုက်မိကုန်တယ်ပြီးတော့ကားထဲကလူအချို့ကတနက်နဲ့ပြစ်လို့ဂျွန်နီကအရှိန်မြင့်လိုက်ပေမဲ့မတော်တဆစားတောက်ဆိုင်စပွဲအချို့ကိုတိုက်မိသွားခဲ့တယ်ရင်တွေကတစ်ခုနဲ့တစ်ခုကတ်နေလို့ညီကိုနှစ်ယောက်ထွက်လို့မရဖြစ်နေတယ်ဂျွန်နီကရန်သူကားကိုပြစ်ဖို့ကြိုးစားပေမဲ့မှန်တွေကကြီးကားမှန်တွေဖြစ်နေတယ်ကံကောင်းထောက်မစွာပဲဂျိမ်းစ်ကတနက်သမားရဲ့ခေါင်းကိုကြည်စံတစ်တောင်းနဲ့ပစ်တက်နိုင်ခဲ့တယ်။သူကတခြားလူတွေကိုလည်းတတ်ဖို့ကြိုးစားပေမဲ့ကြည်စံကုန်သွားခဲ့တယ်။အဲ့ဒီနောက်ဂျွန်နီကတကားကိုပစ်ပြီးကားထဲကနေခုန်ထွက်ခဲ့တယ်။သူကလမ်းအတိုင်းပြေးရင်းသူ့နောက်ကိုလိုက်နေသူတွေကိုပြန်ပစ်နေခဲ့လို့ဘေးပတ်ဝန်းကျင်ကလူတွေအားလုံးထိတ်လန့်တကြားဖြစ်ကုန်ကြတယ်။ဂျိမ်းစ်ကကြည်စံတချို့ရှာတွေ့ပြီးမှမှန်ပြတင်းပေါက်ကနေကားအပြင်ကိုတက်ခဲ့ပြီးရန်သူရင်ပေါ်ခုန်တက်ခဲ့တယ်။ဒါပေမဲ့သူ့ကြည်စံတွေကမှန်ကိုမခွဲနိုင်ဘူး။ဂျွန်နီကရန်သူအင်ဂျင်ကိုပစ်လိုက်လို့ကားကပောက်ကွဲပြီးပြက်ကျသွားခဲ့ပြီးဂျိမ်းစ်ကတော့လမ်းမပေါ်ကိုကျခဲ့တယ်။ရဲစခန်းမှာရီနက်ကညီကိုနှစ်ယောက်ကိုသူတို့ဖြစ်စေခဲ့တဲ့ရှုပ်ထွေးမှုတွေအတွက်စူပူဂျိမ်းမောင်းပြီးဂျွန်နီဟာလွန်ခဲ့တဲ့2 လကတည်းကရဲအလုပ်ကနေဆိုင်းငံ့ခံထားရတာကိုဖွင့်ချလိုက်တဲ့သူကအခုအင်အားအလွန်အကျွံသုံးစွဲမှုနဲ့စုံစမ်းစစ်ဆေးခံနေရတာပါဂျိမ်းစ်ကရီနက်ကို flash drive ပေးပြီးအမှုကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုပေမဲ့ရီနက်ကဂယုမစိုက်ဖဲသူတို့ကိုငြိမ်နေဖို့ပဲပြောခဲ့တယ်ညနေပိုင်းမှာဟာနာနီကအချက်လက်စနစ်ထဲမှာသူမတွေ့ရှိခဲ့တာတွေကိုညီကိုနှစ်ယောက်ကိုပြခဲ့တယ်။အဲ့ဒီပုံစံထုတ်ချက်တွေကအရှိတ်ချမ်းကအဆောက်အုံတစ်ခုအတွက်ဖြစ်ပြီးကဘာအနှံ့မှာအပန်းဖြေစခန်းတွေရှိတဲ့မာကတ်ဆိုတဲ့လူတစ်ယောက်ကအနံ့ထားတာပါ။ဂျိန်းကပုံစံထုတ်ချက်တွေရဲ့အနောက်ဘက်မှာ Sacred Casino Princess လို့ရေးထားတဲ့တစိမ့်တုံးတစ်ခုကိုသတိထားမိတယ်အဲ့ဒီအချိန်မှာဂျွန်နီစီကိုပါကာစီကဖုံးလာပြီးရဲတွေကရေထဲကနေဘန်ကားအပြတစ်စီးဆယ်ယူရရှိထားကြောင်းပြောပြခဲ့တယ်။ညီကိုနှစ်ယောက်ပြစ်မှုဖြစ်ပွားရနေရကိုအမြန်သွားခဲ့ကြပြီးရဲတွေကအစိုးရစည်ရင်းကင်တစ်ယောက်ရဲ့ရုပ်အလောင်းကိုလည်းတွေ့ရှိထားကြောင်းသိလိုက်ရတဲ့ဘန်ကားမှာနံပါတ်ပြမပါပေမဲ့ရီနက်မှာကျုံးပေါ်ကမှတ်ပုံတင်ထားတဲ့ဘန်ကားအပြတွေအားလုံးရဲ့စည်ရင်းရှိတယ်။ညီကိုနှစ်ယောက်ကအဲ့ဒီစည်ရင်းကိုကြည့်ပြီးယူထားဖို့ကြိုးစားပေမဲ့ရီနက်ကပြန်ယူသွားပြီးဒီအရှုပ်ထွေးကနေဝေးနေဖို့သတိပေးခဲ့တယ်။ရီနက်ထွက်သွားတာနဲ့ဂျွန်နီကပိုင်းကားကိုစည်ရင်းထဲကတခုတည်းသောဂျပန်နာမည်ဖြစ်တဲ့ Haitian Porch ဆိုတဲ့နာမည်ကိုသူတည်တနာလုပ်ဖို့တောင်းဆိုခဲ့တဲ့နိုင်ရီနှဲငယ်ကြာမှာပိုင်းကားကရန်ပုံငွေပွဲမှာစပွဲထိုးဖြစ်အလုပ်လုပ်နေပြီးညီကိုနှစ်ယောက်ခိုးဝင်နိုင်ဖို့စပွဲထိုးဝစ်စုံအပူတွေယူခဲ့တယ်သူက Haitian Porch ကိုလည်းသူတည်တနာလုပ်ထားပြီးအဲ့ဒါကယာကူဇာဂိုင်းပိုင်ဆိုင်နာမှန်အတည်ပြုခဲ့တယ်အဖွဲ့သားတွေကတန်တရားမဝင်အောင်လမ်းခွဲလိုက်ကြပြီးဂျိမ်းစ်ကနာကာမူရာကိုဝန်ဆောင်မှုပေးရတဲ့နေရာရောက်သွားတယ်။နာကာမူရာကသူ့ပန်ကန်ပေါ်ကိုမူရစ်စေမုံတွေပေါ့ဆဆတင်လိုက်တယ်။ဂျိမ်းစ်ကနာကာမူရာရဲ့ credit card ကိုပကံပေါ်ကနေခိုးယူလိုက်ပြီးအဲ့ဒီပေါ်မှာ Haitian Porch လို့ရေးထားတာကိုသတိထားမိတယ်။သူကကတ်ကိုကျမ်းပြင်ပေါ်မှာတွေ့တယ်လို့ဟန်ဆောင်ပြီးနာကာမူရာကိုပြန်ပေးက Haitian Porch ကဘန်ကားပြတစ်စီးပျောက်ဆုံးနေလားလို့မေးခဲ့တယ်။တန်တရားဝင်သွားတဲ့နာကာမူရာကထွက်မသွားခင်ဂျိမ်းစ်ကိုတွေ့ဝိုက်ပြီးချင်းချောက်ခဲ့တယ်ဒီအတော်အတွင်းဂျွန်နီကမိုနီကာနဲ့မိတ်ဆက်ခဲ့တယ်။သူမကသူ့မျိုးရိုးနာမည်ကိုမှတ်မိပြီးဝေါ်ရာအကြောင်းမေးခဲ့တယ်။ဂျွန်နီကဖြစ်ရဲ့အကြောင်းပြောပြပြီးနောက်မိုနီကာကသူမကမာကတ်ရဲ့ဇနီးဖြစ်ပြီးကွာရှင်းကျင်နေတာလို့ဖွင့်ဟခဲ့တယ်။ဒါကြောင့်သူမကအသာစီးရဖို့တစ်ခုခုရအောင်ဝေါ်ရာကိုငှားရမ်းခဲ့တာပါ။အဲ့ဒါမရှိရင်သူမဘေးကင်းမှာမဟုတ်ဘူး။သူမကလူပုံအလဲမှာအများကြီးမပြောချင်လို့ဂျွန်နီကိုမနှက်ဖြန်သူမရဲ့တိုက်ခန်းဖင်ကြောင့်စီလာဖို့တောင်းဆိုခဲ့တယ်။အဲ့ဒီနောက်လက်နက်ကင်လုံခြုံရေးတချို့ကညီကိုနှစ်ယောက်ကိုဝိုင်းထားပြီးမာကတ်စီခေါ်သွားခဲ့ကြတယ်။မာကတ်ကသူကဝေါ်ဒါကိုငှားရမ်းခဲ့ပြီးသူ့ရဲ့လှုပ်ဝက်ချက်ထိမ့်သိမ်းမှုအတွက်ပတ်စံအများကြီးပေးခဲ့တယ်လို့ပြောတယ်။မာကတ်ကဝေါ်ဒါတေးဆုံးသွားတာကိုကြားရလို့အံ့ဩနေပုံရတယ်။ဒါပေမဲ့ဂျွန်နီကမာကတ်တက်တာလို့ထင်နေတယ်။ဒေါသထွက်နေတဲ့မာကတ်ကညှင်းဆိုပြီးသူကဝေါ်ဒါကိုမိုနီကာဖောက်ပြန်နေလားဆိုတာစစ်ဆေးဖို့ငှားခဲ့တာလို့ပြောတယ်။ကံကောင်းထောက်မှတ်စွာပဲသူမဖောက်ပြန်ခဲ့ဘူး။ဂျွန်နီကစပွဲပေါ်မှာတွေ့တဲ့လက်ပစ်ပုံးတစ်လုံးနဲ့ကစားနေတော့ဂျိမ်းစ်ကလက်ချောင်းနှစ်ချောင်းပါတဲ့လက်တုပ်ပူဝါတစ်ခုကိုသတိထားမိတယ်။မာကတ်ကအဲ့ဒါတွေကိုအမြင်ကနေဖယ်ရှားလိုက်ပြီးညီကိုနှစ်ယောက်ကိုသူ့ခြံထဲကနေနှင်ထုတ်လိုက်တယ်။သူတို့ထွက်သွားပြီးနောက်မာကတ်ကမိုနီကာရဲ့ဓာတ်ပုံကိုကြည့်ပြီးသူမဘာတွေလုပ်ခဲ့တာလဲလို့စဉ်းစားနေခဲ့တယ်။
နောက်တစ်နေ့မှာဂျွန်နီကတိုက်ခန်းစီသွားတဲ့အခါလူနာတင်ကားတွေရဲတွေနဲ့လူအုပ်ကြီးကိုပဲတွေးလိုက်ရတယ်တည်တည်ချာချာကြည့်လိုက်တဲ့အခါမိုနီကာရဲ့ရုပ်အလောင်းကကားတစ်စီးပေါ်မှာရှိနေတာကိုတွေ့ရတယ်တရားဝင်သတင်းထုတ်ပြန်ချက်အရသူမကဝရန်တာကနေပြုတ်ကျတာလို့ဆိုတဲ့ဒေါသထွက်နေတဲ့ဂျွန်နီကမာကတ်ရဲ့စံအိမ်စီပြန်သွားပြီးလမ်းမှာတွေ့တဲ့လုံခြုံရေးမှန်သမျှကိုတိုက်ခိုက်ခဲ့တဲ့သူကအထဲဝင်ဖို့စူးစမ်းရင်းလူတော်တော်များများကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့လုံခြုံရေးတွေကသူ့ကိုလျှက်စစ်တနက်နဲ့ဖြစ်ပြီးအနိုင်ယူလိုက်ကြတယ်မာကတ်ကသူ့ကိုစစ်ဆေးပြီးဂျွန်နီကမိုနီကာကိုတတ်တာလို့ဆွဆွဲပေမဲ့မာကတ်ကထပ်ပြီးညင်းဆိုကရဲခေါ်ဖို့သူ့လူတွေကိုပြောခဲ့တယ်လုံခြုံရေးတယောက်ကဂျွန်နီကိုကန်ပြီးသတိမအောင်လုပ်လိုက်တယ်နောက်ပိုင်းမှာထောင်ထဲမှာဂျွန်နီကိုပီတာကလာတွေ့တယ်ပီတာကမာကတ်ကိုတရားစွဲဆိုမှုရုပ်သိမ်းဖို့နားချနိုင်ခဲ့တာပါသူကဂျွန်နီကိုအမှုကိုရဲတွေပဲကင်တွယ်ပါစေလို့တောင်းဆိုပြီးဝါတာမှာအမြဲတမ်းအမောင်ထုရှိခဲ့တယ်လို့ထောက်ပြခဲ့တယ်ပီတာကအဲ့ဒီအမောင်ထုကိုညီကိုနှစ်ယောက်စလုံးမှာမြင်နေရလို့ဝါတာမရခဲ့တဲ့အပြန်အလှန်ဖိမကူညီမှုကိုသူတို့အချင်းချင်းကြားမှာရှာဖွေစေချင်နေတယ်ဂျွန်နီပြန်လည်လွတ်မြောက်လာတဲ့အခါဂျိမ်းစ်ကစောင့်နေပြီးပြဿနာရှာတဲ့အတွက်စူပူခဲကလူတွေကိုရိုက်ယုံနဲ့သူ့အမေပြန်လာမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒါကဂျွန်နီကိုဒေါသထွက်စေလို့သူကဂျိမ်းစ်ကိုခေါင်းနဲ့တိုက်ပြီးစတင်ထိုးနှက်ခဲ့တယ်ဂျိမ်းစ်ကပြန်ခုခံပြီးသူတို့ကရဲကားတွေပေါ်မှာတိုက်ခိုက်ရင်းမှန်ပြတင်းပေါက်အချို့ကိုခွဲမိခဲ့ကြတယ်တိုက်ပွဲကမကြခင်မှာရှုံ့ပွက်ထဲရောက်သွားပြီးဂျိမ်းစ်ကအသာစီးရကဂျွန်နီရဲ့မျက်နှာကိုအကြိမ်ကြိမ်ထိုးပြီးအနိုင်ရရှိခဲ့တယ်အဲ့ဒီနောက်ဂျွန်နီကဂျိမ်းစ်သူ့ကိုနှင်ထုတ်ခဲ့တဲ့အချိန်ကိုရည်ညွှန်းပြီးသူ့ညီလေးအလိုအဆုံးအချိန်မှာစွန့်ပစ်ခဲ့တဲ့လူစားမျိုးကဘလို့လူလဲလို့မေးခဲ့တယ်ဒါပေမဲ့ဂျိမ်းစ်ကစင်ဒီကိတ်ကိုင်းကသူ့ကိုတတ်တော့မှမို့လို့ကာကွယ်ဖို့အတွက်အဲ့ဒီလိုလုပ်ခဲ့တာလို့ပြောတယ်ဂျွန်နီကသူ့အမေရဲ့ရုပ်အလောင်းကိုမြင်ခဲ့ရတဲ့မြင်ကွင်းကသူ့ကိုခြောက်လန့်နေပြီးဂျိမ်းစ်ကသူ့မှာကြံတဲ့တူးရဲသောသူဖြစ်ခဲ့တာလို့ရှင်းပြခဲ့တယ်နောက်ဆုံးမှာဂျိမ်းစ်ကသူ့လုပ်ရက်တွေရဲ့ကြီးလေးမှုကိုတတိယသွားပြီးတောင်းပန်ခဲ့တယ်နောက်ပိုင်းမှာအိမ်မှာဂျွန်နီစီကိုဗလင်တီးနားစီကဖုံးလာတဲ့သူမကစားတိုက်ပုံးထဲကစားရီယူဖို့သူ့အိမ်စီပြန်သွားရင်းဝေါ်ရာရဲ့နာမည်ကျော်ပါဆယ်ထုတ်ကိုတွေ့ခဲ့တာပါအထဲမှာ flash drive တစ်ခုပါပြီးဂျွန်နီကသူမကိုဟာဝိုင်ယီကိုယူလာဖို့တောင်းဆိုခဲ့တယ်လေစိတ်မှာဂျွန်နီကဗလင်တီးနားကိုဖတ်ပြီးကြိုဆိုဖို့ကြိုးစားပေမဲ့သူမကသူ့ခီးဆောင်အိတ်နဲ့ပဲပြစ်ပေါက်ခဲ့တယ်အားလုံးကားထဲဝင်ကြပြီးပိုင်းကားကသူ့ကွန်ပျူတာမှာ flash drive ကိုဖွင့်ဖို့ကြိုးစားပေမဲ့ဘဏ်လုပ်ငန်းဆိုင်ရာ firewall ကိုပဲတွေ့ရတယ်ဗလင်တီးနားကအဲ့ဒါက Cold War Offline Crypto ပတ်စံအိတ်ဖြစ်မှန်းသိသွားပြီး digital စနစ်နဲ့ကုတ်နံပါတ်ခြံထားတာလို့ရှင်းပြတယ် flash drive ကတော့ချက်ဖြစ်ပြီးယာကူဇာတွေကတစုံတစ်ယောက်ရဲ့အကောင့်ထဲဝင်ဖို့အတွက်အဲ့ဒါကိုလိုချင်နေကြတာပါလျှို့ဝှက်နံပါတ်ကဂျပန်ထုတ်ပေးထားတဲ့စကလုံး10နှစ်လုံးလိုအပ်လို့ဂျိမ်းစ်ကပိုင်းကားကိုဝေါ်ရာရဲ့ပတ်စံအိတ်ထဲမှာတွေ့တဲ့လက်မှတ်ကိုပေးလိုက်တယ်ရုတ်တရက်ရဟတ်ယာဉ်တစ်စီးပေါ်လာပြီးသူတို့ကိုတနက်နဲ့ပစ်ခဲ့တယ်ဂျွန်နီကပြန်ပစ်ဖို့ကြိုးစားပေမဲ့ဂျိမ်းစ်ကကြည်စံတွေကိုရှောင်ရှားနေရယုံတင်မကရဟတ်ယာဉ်ကလမ်းပိတ်ဖို့ချပစ်တဲ့ယာဉ်တွေကိုပါရှောင်နေရလို့ကားကိုထိန်းချုပ်ဖို့ခက်ခဲနေခဲ့တယ်ဗလင်တီးနားကသူ့ကိုမောင်းခွင့်ပေးဖို့နားချပြီးအရှိန်မြင့်ကတိုက်မိပျက်စီးနေတဲ့ကားတွေကိုဘာမှမဖြစ်သလိုမျိုးရှောင်ကွင်းမောင်းနေပြီးအံ့ဩစရာကောင်းတဲ့ကျွမ်းကျင်မှုကိုပြသခဲ့တဲ့နောက်ဆုံးမှာရဟတ်ယာဉ်ကပြန်တန်းထွက်သွားပြီးလူနှစ်ယောက်ကဆိုင်ကယ်တစ်စီးနဲ့ပေါ်လာတယ်သူတို့ကတနက်နဲ့ပစ်တဲ့အခါဗလင်တီးနားကရုတ်တရက်ကွေးလိုက်ရလို့နောက်ပြန်မောင်းတယ်လို့ဖြစ်သွားခဲ့တယ်ဂျွန်နီကသူတို့ကိုပစ်ဖို့ကြိုးစားပေမဲ့ကြည်စံအားလုံးလွဲချော်သွားခဲ့လို့ဗလင်တီးနားကကားကိုတမင်တက်ရက်လိုက်တဲ့ဆိုင်ကယ်ကကားကိုဝင်တိုက်ပြီးလူတွေကကားပေါ်ကိုကျလာခဲ့တယ်ဗလင်တီးနားကထပ်ပြီးမောင်းထွက်ခဲ့ပြီးလူတစ်ယောက်ကသူ့ရဲ့ဓာတ်မြောင်တွေရဲ့အကူအညီနဲ့ကားခေါင်မိုးပေါ်တွားနေခဲ့တယ်သူကနောက်မှန်ပြတင်းပေါက်စီရောက်သွားပြီးပိုင်းကားရဲ့ကွန်ပျူတာကိုယူဖို့ကားထဲဝင်ခဲ့တယ်ဂျိမ်းစ်ကသူ့ကိုတိုက်ခိုက်နေတော့ဂျွန်နီကဒုတိယမြောက်လူကိုကားရှိဖုံးပေါ်မှာတွေ့လိုက်ရတဲ့အကြိမ်နှဲငယ်ထိုးပြီးနောက်ဂျွန်နီကမျက်နှာချင်းဆိုင်ကလာနေတဲ့ကုန်ကားတစ်စီးကိုရှောင်ဖို့ကားထဲပြန်ဝင်ခဲ့ရတယ်ဗလင်တီးနားကအဲ့ဒီလူကိုတကားမှာတွဲလောင်းကြံရစ်အောင်ကားကိုခါရမ်းလိုက်တယ်ဒါကြောင့်သူကသူမကိုတနက်နဲ့လှမ်းပစ်တယ်ဂျွန်နီကကြည်စံတွေလမ်းကြောင်းလွဲအောင်သူ့လက်မောင်းကိုဖမ်းဆွဲလိုက်ပြီးဗလင်တီးနားကရန်သူကိုခြေမုံပစ်ဖို့ခြံစည်းရိုးနဲ့အနီးကပ်မောင်းနေခဲ့လို့သူ့လက်မောင်းပြတ်ထွက်သွားပြီးရုပ်အလောင်းကလမ်းပေါ်ကျန်ရစ်ခဲ့တယ်ဂျိမ်းစ်ကတကားဖွင့်ပြီးတခြားလူကိုတွန်းထုတ်ကသူ့ခေါင်းကိုလမ်းမပေါ်မှာဖိထားခဲ့လို့သွေးရတွေကျန်ရစ်ခဲ့ပြီးမှရုပ်အလောင်းကိုအပြင်ကိုပစ်ထုတ်လိုက်တယ်ဒါကအရက်သားကားအချို့ကိုတိုက်မိစေခဲ့တယ်။ဗ
လင်တီးနားကဂျွန်နီကိုနမ်းနေတော့မှရဟတ်ယာဉ်ကပြန်ပေါ်လာပြီးတနက်နဲ့ပစ်ခဲ့ပြန်တယ်။ညီကိုနှစ်ယောက်လည်းပြန်ပစ်ပြီးဂျိမ်းစ်ကတနက်သမားရဲ့ခေါင်းကိုမှန်အောင်ပစ်နိုင်ခဲ့တယ်။ရုပ်အလောင်းကနောက်ကိုလဲကျသွားပြီးကြည်စံတွေကပိုင်းလော့ကိုထိမှန်သွားခဲ့တယ်။ဒါကြောင့်ရဟတ်ယာဉ်ကမကြခင်မှာလမ်းပေါ်ပြစ်ကျသွားခဲ့တယ်။ဗလင်တီးနားကတတ်နိုင်သမျှအမြန်ဆုံးမောင်းပြီးပောက်ကွဲမှုကိုရှောင်ရှားဖို့လိုတဲ့အချိန်မှာပဲဥမြင့်လိုင်းကောင်းတစ်ခုတည်းဝင်လိုက်တယ်။အဲ့ဒီနောက်အဖွဲ့သားတွေကခဏနားကြပြီးပါကာက flash drive ပေါ်ကအချက်လက်တွေကိုနောက်ဆုံးမှဝင်ရောက်ကြည့်ရှုနိုင်ခဲ့တယ်။တစ်နှစ်ကို$12 သန်းစီပီတာစီလွှဲပြောင်းထားတာကိုတွေ့ရလို့မာကတ်စ်ကသူ့ကာစီနိုဖွင့်နိုင်ဖို့လောင်းကစားကိုတရားဝင်ဖြစ်အောင်လုပ်ပေးဖို့ပီတာကိုပတ်စံပေးနေတာဖြစ်ပြီးယာကူဇာတွေကိုတော့အကာအကွယ်ပေးဖို့ငှားရမ်းထားတာမှန်အဖွဲ့သားတွေသတိပြုမိလိုက်ကြတယ်။ဝေါ်ဒါကအိမ်အောင်ရေးကိုစုံစမ်းဖို့ငှားရမ်းခံရတော့ကဒီပူပေါင်းကြံစည်မှုတွေကိုမတော်တဆရောက်သွားခဲ့တာပါ။အစိုးရစီရင်ကိုင်ကဝေါ်ဒါကိုအချက်လက်တွေအားလုံးပေးခဲ့ပုံရပြီးပီတာကအဲ့ဒါကိုတီးသွားလို့သူ့လိုဝက်ချက်ကိုကာကွယ်ဖို့ပတ်သက်သူအားလုံးကိုတပ်ပစ်ခဲ့တာပါဒီအတော်အတွင်းဟာနာနီကအဆောက်အုံပုံစံထုတ်ချက်တွေကိုပီတာကိုပြပြီးမာကတ်စ်ကလူကောင်းတစ်ယောက်မဟုတ်နိုင်ဘူးလို့ပြောခဲ့တယ်ပီတာကဘာမှမသိသလိုဟန်ဆောင်ပြီးပုံစံထုတ်ချက်တွေကိုယူထားလိုက်ကစီမံကိန်းတွေအားလုံးကိုပြန်လည်သုံးသပ်ပေးပါမယ်လို့ကတိပေးခဲ့တယ်အဖွဲ့သားတွေအိမ်ပြန်ရောက်တဲ့အခါဂျိမ်းစ်ကသူ့မိသားစုကိုရှာမတွေ့ပဲသူတို့ကိုဖုန်းခေါ်ဖို့ကြိုးစားပေမဲ့အိုင်လာရဲ့ဖုန်းကကျမ်းပြင်ပေါ်မှာရှိနေတာကိုပဲတွေ့ရတယ်သူကအိမ်ထဲကိုအသေးအံရှာဖွေခဲ့ပြီးသူ့ကလေးတွေရေချိုးခန်းထဲမှာပုန်းနေတာကိုတွေ့လို့စိတ်သက်သာရာရသွားခဲ့တယ်သူတို့ကအိုင်လာပြန်ပေးဆွဲခံရကြောင်းပြောပြလို့ဂျိမ်းစ်ကအဲ့ဒါကိုတားဆီးဖို့သူတို့ဘာမှမလုပ်နိုင်ခဲ့ပါဘူးလို့နှစ်သိမ့်ပြီးဖတ်ထားခဲ့တယ်အဲ့ဒီအချိန်မှာမာကတ်စ်ကသူ့မြေအောက်ခန်းထဲမှာအိုင်လာနဲ့ဟာနာနီတို့ကြိုးတုပ်ခံထားရတဲ့ဗီဒီယိုတစ်ခုကိုပို့လိုက်တယ်သူကအမျိုးသမီးတွေရဲ့အသက်နဲ့လဲဖို့ညီကိုနှစ်ယောက်စီက flash drive ကိုလိုချင်နေတာပါဒေါသထွက်နေတဲ့ဂျိမ်းစ်ကသူ့လက်နက်တိုက်ကိုဖွင့်လိုက်ပြီးညီကိုနှစ်ယောက်ကတဲနိုင်သမျှတနက်အများကြီးယူခဲ့ကြတယ်ညနေပိုင်းမှာညီကိုနှစ်ယောက်ကမာကတ်စံအိမ်အပြင်ဘက်ကလုံခြုံရေးနှစ်ယောက်ကိုပြစ်တက်ပြီးခြံဝင်းကိုဖျက်ကျော်ခဲ့ကြတယ်ပတ်ဝန်းကျင်မှာလုံခြုံရေးတွေထပ်ရှိနေပြီးအားလုံးကိုတိတ်တဆိတ်တက်ပစ်ခဲ့ကြတယ်ရုတ်တရက်မာကတ်စ်ရဲ့ကားမှန်ပြတင်းပေါက်တစ်ခုပျက်စီးသွားပြီးလုံခြုံရေးတွေကတေးသေးချာချာကြည့်လိုက်တဲ့အခါပြုံးဖို့တောင်းဆိုထားတဲ့စာတိုလေးတစ်ခုကိုတွေ့ရတယ်ပြီးတော့သူတို့ကဂျွန်နီရဲ့တယောက်ချင်းစီပြစ်တက်တာကိုခံလိုက်ရတယ်ဂျိမ်းစ်ကဆန်လိုက်ပါသမားအဖြစ်နောက်ကနေကူညီပေးပြီးပထမထပ်ကလူတစ်ယောက်ကိုလည်းတတ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့မှန်ကကြီးကားမှန်ဖြစ်နေပြီးဖြစ်လာတဲ့အတန်ကြောင့်လုံခြုံရေးကပြတင်းပေါက်ဖွင့်လိုက်တဲ့ဂျိမ်းစ်ကမြန်မြန်ဆန်ဆန်ပစ်ပြီးသူ့ကိုလည်းတက်ပစ်ခဲ့တယ်ရုတ်တရက်အိမ်ထဲမှာမီးပိတ်သွားပြီးမာကတ်စ်ကစုံစမ်းဖို့မြေအောက်ခန်းလုံခြုံရေးတယောက်ကိုဆေလွတ်ခဲ့တဲ့အဲ့ဒီလူကကျိုးတွေအားလုံးဖျက်တောက်ခံထားရတာကိုတွေ့ပြီးမာကတ်စ်ကိုရေဒီယိုကနေပြောပြခဲ့တယ်သူလှည့်ကြည့်လိုက်တဲ့အခါသူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ရုပ်အလောင်းတွေရေကူးကန်ထဲမှာရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာဂျွန်နီကသူ့ကိုနောက်ကနေလဲပင်ကိုဓာတ်နဲ့ထိုးပြီးမကြခင်တွေ့ကြမယ်လို့မာကတ်စ်ကိုပြောဖို့ရေဒီယိုကိုယူလိုက်တယ်မာကတ်စ်ကနာကာမူရာနဲ့သူ့လူတွေကိုဆေလွတ်ခဲ့တဲ့ဂျိမ်းစ်ကသူတို့ကိုစင်ကြံလန်းမှာတွေ့ပြီးရက်ဆက်တဲ့တိုက်ပွဲတစ်ခုစတင်ခဲ့တဲ့နေရာကကျင်းပေမဲ့ဒါကဂျိမ်းစ်ကိုမိနစ်အနည်းငယ်အတွင်းသူတို့အားလုံးကိုတပ်ပစ်ဖို့မတားဆီးနိုင်ခဲ့ဘူးဂိုင်းဝင်တစ်ယောက်ကထွက်ပြေးဖို့ကြိုးစားလို့ဂျိမ်းစ်ကသူ့ကိုလုံထွေးဖန်ဆွဲပြီးတူနဲ့ခေါင်းကိုရိုက်နှက်ခဲ့တဲ့ဂျွန်နီကသူ့ကိုလာရောက်ညှိတက်ပေးခဲ့ရတယ်အဲ့ဒီနောက်ညီကိုနှစ်ယောက်နောက်ဆုံးမှာမြေအောက်ခန်းစီရောက်သွားပြီးအမျိုးသမီးတွေကိုကြိုးဖြေပေးခဲ့ကြတယ်သူတို့ပြေးကြပေမဲ့ဂျွန်နီကမာကတ်စ်ကိုကလဲစားချေဖို့ပြန်သွားဖို့ဆုံးဖြတ်ခဲ့တဲ့အိုင်လာကသူမအဆင်ပြေမှာပါလို့ပြောပြီးဂျိမ်းကိုလည်းနေခဲ့ဖို့နားချခဲ့တဲ့အမျိုးသမီးတွေထွက်သွားပြီးနောက်ဂျိမ်းကမြေအောက်ခန်းစီပြန်သွားပြီးနာကာမူရာကိုတွေ့လို့တနက်ချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နာကာမူရာကပြစ်ချက်တွေကြားထဲမှာမူရစ်ဆေးမုံတွေကိုတုံးဆွဲနေခဲ့ပြီးကြည်စံကုန်သွားတဲ့အခါဓာတ်တချကောင်းကိုပဲယူခဲ့တဲ့ဂျိမ်းကလက်နက်မဲ့တိုက်ခိုက်ရေးနဲ့ကာကွယ်ပြီးနောက်တင်းပုတ်တစ်ခုကိုယူခဲ့တယ်ဂျိမ်းစ်ကတင်းပုတ်နဲ့နာကာမူရာရဲ့မျက်နှာကိုထပ်ပြီးနာကျင်အောင်ချစ်ချလိုက်ပြီးနောက်သူ့လက်မောင်းကိုဆွဲပြီးချိုးပစ်ခဲ့တယ်ဒါကသူ့ကိုဓာယူပြီးမထိုးခင်ဓာသွားကိုသူ့မျက်နှာထဲတွန်းထည့်ဖို့အခွင့်အရေးပေးခဲ့တယ်ဒီအတော်အတွင်းဂျွန်နီကမာကတ်စ်ကိုသူ့လေပေါ်ကနေထွက်ပြေးဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတယ်သူကမြန်မြန်ဆန်ဆန်ပဲသူ့ကိုလုံးထွေးဖမ်းဆွဲပြီးလက်နက်ဖြုတ်နိုင်ခဲ့တယ်သူတို့ကလက်နက်မဲ့တိုက်ခိုက်ကြပြီးလက်လန်းမီသမျှပစ္စည်းတိုင်းနဲ့တယောက်ကိုတယောက်ပြစ်ပေါက်ခဲ့ကြတယ်မာကတ်စ်ကချိတ်တစ်ခုကိုတွေ့ပြီးဂျွန်နီရဲ့ပခုံးကိုထိုးကသူ့ရုပ်အလောင်းကိုကျမ်းပြင်ပေါ်တွတ်ဆွဲခဲ့တယ်ပြီးတော့မာကတ်စ်ကသူ့တနက်ကိုပြန်ယူပြီးစကားတွေရှေ့ကြီးပြောနေခဲ့လို့ဂျွန်နီကစပွဲပေါ်ကနေခိုးလာတဲ့လက်ပစ်ပုံးကို
အသက်သွင်းဖို့အချိန်ရသွားခဲ့တဲ့ဒေါသထွက်နေတဲ့မာကတ်စ်ကဂျွန်နီကိုပစ်လိုက်လို့လက်ပစ်ဗုံးမပေါက်ကွဲခင်လေးမှာပဲသူကရေထဲကိုကျသွားခဲ့တဲ့အဲ့ဒီအချိန်မှာဂျိမ်းစ်ကတရားစီရောက်လာပြီးသူ့ညီကိုကယ်ဖို့ရေထဲကိုမြ мян ဆန်ဆန်ပဲခုန်ချခဲ့တယ်သူတို့နှစ်ယောက်အတူရေပေါ်ပြန်တက်လာပြီးမာကတ်စ်ကိုတေစေခဲ့တဲ့မီးလောင်မှုကိုကြည့်နေခဲ့ကြတယ်မနက်ပိုင်းမှာရီနက်ကပီတာကိုလူပုံအလယ်မှာဖမ်းဆီးခဲ့တဲ့နောက်ပိုင်းမှာမိသားစုကကမ်းခြေမှာအနားယူရင်းဆုံးရှုံးသွားတဲ့ချစ်ရသူတွေရဲ့တပ်ပုံတွေကိုတင်ထားခဲ့ကြတယ်ဂျွန်နီကသူ့အမေကိုဒီအချိန်တောအတွင်းအိမ်ကိုရှောင်နေခဲ့တဲ့အတွက်တောင်းပန်ပြီးဗလင်တီးနားနဲ့ပိုကောင်းအောင်နေပါမယ်လို့ကတိပေးခဲ့တယ်အဲ့ဒီအချိန်မှာမစ္စတာကေပေါ်လာပြီးသူကဂျွန်နီကိုထွက်မသွားစေချင်ဘူးလို့ဖွင့်ဟခဲ့တယ်သူကဂျွန်နီကိုယာကူဇာတွေကိုသူ့အတွက်တိုက်ခိုက်ခိုင်းဖို့ဟန်ဆောင်နေခဲ့တာပါအခုတော့သူ့ဂိုင်းကကျွန်းပေါ်မှာတခုတည်းသောဂိုင်းပြန်ဖြစ်သွားခဲ့ပါပြီကျေးဇူးတင်တဲ့အနေနဲ့မစ္စတာကေကဂျွန်နီကိုသူ့အမေကိုတတ်တဲ့လူရဲ့နာမည်ပါတဲ့စာရွက်တစ်ရွက်ပေးခဲ့တယ်ဂျွန်နီကအဲ့ဒါကိုဂျိမ်းစ်ကိုပြတဲ့အခါဂျိမ်းစ်ကသူ့ကိုထောက်ခံမှာပါလို့ပြောပေမဲ့ဝေါ်တာက flash drive ကိုသူ့စီပို့လိုက်တာဟာသူ့ကိုအိမ်ပြန်ခေါ်ဖို့နီလန်တစ်ခုဖြစ်ကြောင်းလဲထောက်ပြခဲ့တယ်ဂျွန်နီကသူ့ရဲ့ဒေါသတွေကိုနောက်ဆုံးမှာဆွန့်လွတ်ဖို့အတွက်အဲ့ဒီစာရွက်ကိုမိရှုပစ်ဖို့ဆုံးဖြတ်လိုက်ပြီး